မိုင်လုံးကိုနဲ့သားစာတာမဖြစ်တဲ့နေရာမှာအချိန်ကြီးကြာခဲ့တာကြောင့်ခြေစွမ်းလည်းပြောင်းနော်လည်းရမိကြောင်းပြောလာခဲ့တဲ့ Raffo ဘယ်လိုလဲမင်းသားများ Yes Sport iBet ကိုရှိကိုစာပေကနေပြီးတော့ပြန်လည်ကြိုးလိုက်ပါရင်ကျွန်တော်ကသားစာတာမဖြစ်တဲ့ပေါင်းရင်ကျမအချိန်ကြီးအရန်ကြာအောင်နေခဲ့ရတယ်လို့မျိုးခံစားခဲ့ရပါတယ်အဲ့တော့ပေါ်ပန်ခြေစွမ်းပြသနိုင်ဖို့ပိုးတော်မှာခက်ခဲစီခဲ့ပါတယ်ခြေစွမ်းပိုင်းတည်ငြိမ်မှုကကျွန်တော်ရဲ့ပွဲစဉ်တွေမှာယူဆဖို့လိုအပ်တဲ့အရာလို့ထင်ပါတယ်ပြီးတော့ဟုတ်ပါတယ်ကျွန်တော်ကအဲ့ဒါကိုလုပ်ဖို့အတွက်စူးစမ်းနေပါတယ်လို့ဒီနေ့ကနေဘာစနာကိုငှားနေသွားကစားနေတဲ့တိုက်စုမာကက် Raffo ကပြောလာခဲ့ပါတယ် Raffo ရဲ့ပြောကြားချက်မှာသူကမိန်မှာတားဆာတာမဖြစ်တဲ့ပါဝင်ခြင်းမှာအချင်းကြာရှည်နေခဲ့ရပြီးဒါကသူ့ရဲ့ခြေစွမ်းပိုင်းမတည်ငြိမ်မှုကိုထိခိုက်စေခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်ဒီစကားတွေကမိန်ရဲ့အသင်းအတွက်မတည်ငြိမ်မှုတွေနေပြောင်းပြောင်းလဲမှုတွေနဲ့ဖျားများတဲ့ပါဝင်ခြင်းကိုရည်ညွှန်းတာဖြစ်နိုင်ပါတယ်မိန်ရဲ့အနေပေါင်းများစွာ Ferguson ခေတ်လွန်ကာလမှာတည်ငြိမ်မှုကင်းမဲ့ခဲ့ပြီးကစားမတွေအတွက်စိတ်ပိုင်းဆိုင်ရာဖျားတွေများပြားခဲ့ပါတယ်ဒါပေမဲ့ Raffo ရဲ့ပြောကြားချက်မှာသူ့ရဲ့ကိုယ်ပိုင်တာဝန်ယူမှုကိုထည့်သွင်းမတွက်ချက်ပဲနဲ့ပါဝင်ခြင်းကိုပဲအပြည့်တင်တဲ့သဘောထားကိုတွေ့ရပါတယ်မင်္ဂလာပါဘောလုံးချစ်သူညီကိုများချိန်ကုန်မခံပဲအပြင်စာရွက်တွေကိုင်းစရာမလိုပဲ internet line ရှိရုံဖုန်းလေးတစ်လုံးရှိရုံနဲ့ Yes Sport iBet ခွန်ရှိကို agency မှာဘောလုံးကစားလို့ရတယ်နော်နေ့စဉ်တိုင်းမှာဘောလုံးပွဲဘောစုံကိုတနေရာထဲမှာစော်ကစားနိုင်ပြီးတော့ iBet ခွန်ရှိကိုမောင်956မှာ body မောပထမပိုင်းဒုတိယပိုင်းသာမကဘောလုံးပွဲတစ်ပွဲကိုရှုထောင့်ဘောစုံကနေကစားနိုင်အောင်မှာဖြစ်ပါတယ်အကောင့်တစ်10ရာခိုင်နှုန်းစနေနေ့တိုင်း unit ဖြည့်9ရာခိုင်နှုန်းလာချုပ်ရှုံးကြေးဘောနဲ့9ရာခိုင်နှုန်းပေးတဲ့အပြင်ညီပြမရှိယုံကြည်စိတ်ချစွာကစားခြင်းလေဆိုရင်တော့ Yes Sport ပေးကနေပဲဖြစ်ဖြစ် Viber Telegram 399253 9439ကနေပဲဖြစ်ဖြစ်ဆက်သွယ်ကစားနိုင်ပါတယ်ခင်ဗျာဘာစတာမှာငါးကစားနေစဉ်မှာ Raffo ကပုံမတီနေနဲ့ပါဝင်ခြင်းမှာသူ့ရဲ့ခြေစွမ်းကိုပြန်လည်ရှာဖွေနိုင်ခဲ့ပြီးဒါကသူ့ရဲ့စွမ်းဆောင်ရည်ကိုပါဝင်ခြင်းကဘယ်လောက်ထိတက်ရောက်နိုင်တယ်လဲဆိုတာကိုသက်သေပြပါတယ်ဒါပေမဲ့သူ့ရဲ့မိန်မှာစိတ်မပါတဲ့သဘောထားနဲ့ပါဝင်ခြင်းကိုအပြည့်တင်တဲ့ပုံစံကသူ့ရဲ့တာဝန်ယူမှုတာဝန်ခံမှုအပေါ်မေးခွန်းထုတ်စရာတွေဖြစ်ပေါ်လာစေခဲ့ပါတယ်Raffo မိန်ရဲ့ Academy ကနေပြိုးထောင်ခံရပြီးသူ့ရဲ့လူငယ်စားမဘွားကနေစလို့အသင်းကြီးထဲမှာအခွင့်အရေးများစွာရရှိခဲ့သူပါသူ့ရဲ့ခြေစွမ်းကြာဆင်းခဲ့တဲ့အချိန်ဒီမှာတော့နီးပြအဆက်ဆက်ကသူ့ကိုယုံကြည်မှုပေးပြီးပွဲကစားခွင့်ပေးခဲ့ကြပါတယ်2016ခုနှစ်မှာသူပွဲဥထွက်ကစားခဲ့ပြီးနောက်သူ့ရဲ့ဂိုးသွင်းနိုင်စွမ်းနဲ့အလင်းမြန်ပြေးလွှားနိုင်တဲ့စွမ်းရည်ကမိန်ပရိသတ်ရဲ့မျှော်လင့်ချက်ကိုမြင့်တင်စေပေးခဲ့ပါတယ်ဒါပေမဲ့နောက်ပိုင်းနှစ်တွေမှာသူ့ရဲ့စွမ်းဆောင်ရည်ဟာတသမတ်ထဲမကြည်ငြိမ်ခဲ့ပါဘူး Raffo ရဲ့ပြောကြားချက်မှာမိန်ရဲ့ပါဝင်ခြင်းကိုပြည့်တင်ထားပေမဲ့သူ့ရဲ့ကိုယ်ပိုင်စိတ်သဘောထားနဲ့စီကံကိုလည်းပြန်လည်ဆန်းစစ်ဖို့လိုအပ်ပါတယ်မဲမာသူ့ကိုမိဘအိမ်မှာနေရတယ်လို့သဘောထားခဲ့ပြီးစင်မပါတဲ့သဘောထားနဲ့ကစားခဲ့တာကသူ့ရဲ့ခြေစွမ်းကြဆင်းမှုရဲ့တစ်စိတ်တစ်ပိုင်းအကြောင်းရင်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ဘာစတာမှာသူဟာပုံမအားထုတ်ပြီးအယုံကြည်ကြည်ကစားနိုင်ခဲ့တာကပဝင်းကျင်ပြောင်းလဲမှုကသူ့ရဲ့စွမ်းဆောင်ရည်ကိုဘယ်လောက်ထိမြင့်တင်ပေးနိုင်တယ်ဆိုတာကိုပြသပါတယ် Raffo ရဲ့ပြောကြားချက်ကကိုနဲ့သားစားတာမဖြစ်တဲ့ပဝင်းကျင်မှာရှင်းတဲ့နေရင်ကိုပိုင်စွမ်းရည်တွေကိုပြေဝထုတ်ပေါ်ပြသနိုင်ဖို့ခက်ခဲကြောင်းကိုသိပြပါတယ်ဘဝမှာကိုလောက်ကင်နေတဲ့အလုပ်နေထိုင်ရာပဝင်းကျင်နဲ့ဒါမှမဟုတ်လူမှုဆက်ဆံရေးတွေကကိုယ့်ရဲ့စိတ်ဓာတ်နဲ့စွမ်းဆောင်ရည်ကိုတက်ရောက်မှုရှိပါတယ်ဒါကြောင့်ကိုယ့်ရဲ့အောင်မြင်မှုနဲ့ပျော်ရွှင်မှုအတွက်သားစားတာဖြစ်တဲ့ပဝင်းကျင်ကိုရှာဖွေဖို့အရေးကြီးပါတယ်Raffo ရဲ့ပြောကြားချက်မှာပဝင်းကျင်ကိုပြည့်တင်ထားပေမဲ့သူ့ရဲ့ကိုယ်ပိုင်စိတ်သဘောထားနဲ့စီကံကိုပြန်လည်ဆန်းစစ်ဖို့အတွက်လိုအပ်ပါတယ်။မိုင်မှာသူဟာခွင့်များစွာရရှိခဲ့ပြီးနီးပြဆက်ဆက်ကသူ့ကိုယုံကြည်မှုပေးခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့စင်မပါတဲ့သဘောထားကသူ့ရဲ့ခြေသွမ်းကြဆင်းမှုရဲ့တစ်စိတ်တစ်ပိုင်းအကြောင်းရင်းဖြစ်နိုင်ပါတယ်။တဘောမှာပဝင်းကျင်ကရေးကြည့်ပေမဲ့ကိုယ်ပိုင်တာဝန်ယူမှုနဲ့စိတ်သဘောထားကလည်းအလားတူရေးပါပါတယ်။ကိုယ့်ရဲ့အောင်မြင်မှုအတွက်ပြည့်တင်စရာတွေကိုရှာမဲ့စားကိုယ်ပိုင်အားထုတ်မှုနဲ့စီကံကိုအာရုံစိုက်ဖို့အတွက်လိုအပ်ပါတယ်။ Raffo ရဲ့မိုင်မှာစင်မပါတဲ့သဘောထားနဲ့ပဝင်းကျင်ကိုအပြည့်တင်တဲ့ပုံစံကကျေးဇူးကံတယ်လို့ပြောနိုင်ပါတယ်။မိုင်ဟာသူ့ကို Academy ကလေးကပြိုးထောင်ပေးခဲ့ပြီးခြေစွမ်းကြဆင်းတဲ့အချိန်ဒီမှာတော့မှအခွင့်အရေးပေးခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့မိဘအိမ်မှာနေရတယ်လို့သဘောထားကအသင်းပေါ်တစ္ဆာစောင့်တည်မှုနဲ့ကျေးဇူးတည်တတ်မှုနဲ့ပါခဲ့တာကိုဖော်ပြပါတယ်။ဘဝမှာကိုယ့်ကိုကူညီပေးခဲ့တဲ့သူတွေခွင့်ပေးခဲ့တဲ့သူတွေပေါ်ကျေးဇူးတည်တတ်ဖို့အရေးကြီးပါတယ်။ Raffo ရဲ့ပုံစံကလောကကြီးမှာစေရောကိုပါကူညီပေးတာဟာအမြဲတမ်းအကျိုးမဖြစ်ထွန်းနိုင်ကြောင်းကိုသက်သေပြပါတယ်။မိုင်က Raffo ကိုခွင့်ရည်များစွာပေးခဲ့ပေမဲ့သူ့ရဲ့စိတ်သဘောထားကအသင်းပေါ်ပြေးွားတဲ့ဂရီးကိုမပေးနိုင်ခဲ့ပါဘူး။ဒီလိုပဲဘဝမှာတိုးတယောက်ကိုကူညီပေးတဲ့အခါသူတို့ရဲ့စိတ်သဘောထားနဲ့ကျေးဇူးတည်တတ်မှုကိုထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။စေရောကိုပါကျေးဇူးတည်တတ်မှုကူညီပေးမှုဟာတစ်ဖက်လူရဲ့အားထုတ်မှုနဲ့တစ္ဆာစောင့်တည်မှုမရှိရင်အချင်းချင်းဖြစ်သွားနိုင်တယ်ဆိုတာပြည်သက်များအတွက်သတိပေးလိုက်တင်ဆက်ပေးရပါတယ်။အစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထိုးပဲတင်ရှိပါရခင်ဗျာ။